အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ဆန်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့တကယ်ချင်းတွေနဲ့ကားကိုမြန်မာလိုကြီးတွေဆွဲကျင်တဲ့သူတွေအတွက်ဂိမ်းကောင်းလေးတစ်ခုတွေ့ထားပါတယ်ဒီဂိမ်းလေးရဲ့နာမည်ကတော့ Alpha Legend လို့ခေါ်ပါတယ်ဒီဂိမ်းကိုတော့မောင်းတက်တဲ့သူတွေက Drake ကို share ဆွဲလို့ကောင်းမှာဖြစ်ပြီးမစောတက်တဲ့သူတွေကတော့ခေါင်းချထွက်သွားတဲ့ဂိမ်းပဲဖြစ်ပါတယ်brother တို့အနေနဲ့ကားကိုတော့ Drake ဆွဲလို့ရပြီမယ်သူမလက်ကိုတော့ဆွဲလို့ရအောင်မဟုတ်ပါဘူးအဲဒါကြောင့်မသေးကြတဲ့သူမလက်ကိုဆွဲမှထက်သေးကြတဲ့ကားကိုပဲ Drake ဆွဲလိုက်ပါဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ကျွန်တော်ပထမဆုံးဂိမ်းထဲရောက်ပြီဆိုရင် play ကိုနှိမ့်မယ်ကျွန်တော်တို့ကချိတ်ဆော့မှာဆိုတော့ဒီဘက်ထောင်းက multiplayer ဆိုတဲ့ဟာလေးပဲနှိမ့်လိုက်ပါမယ်ဒီမှာဆိုရင်လည်းအရေးကြီးသွားပါပြီကျွန်တော် server မှာ East Asia ရှိရဲအဲ့ဒါကိုနှိမ့်လိုက်လို့မြေုံပေါ်လာရင်ဒီမှာကျွန်တော်တို့နေတဲ့မြန်မာနိုင်ငံကိုပဲယူလိုက်ပါမယ်ဒီရောက်ကခွစ်ပယ်တယ်ဆိုတာရှိရဲအဲ့ထဲဝင်ရအောင်မဟုတ်ပါဘူးလဲက lobby ထဲဝင်ရမှာပါပြီးရင်ကိုစောမဲ့ room ကို create လုပ်လိုက်ပါကိုက play mode မှာစိတ်ကြိုက်မောင်းတို့ပြိုင်မောင်းတာတို့ရှိပါတယ်အဲ့ဒါတွေကတော့ရွေးမနေတော့ဘူးပြိုင်မောင်းနေလည်းရရပါတော့ပြီးရင် running လေးထည့်ပေးလိုက်ပါဒီမှာအောက်မှာဆို run key ဆိုတာလေးရှိသေးတယ်အဲ့ဒါလေးကိုဖွင့်ထားမယ်ဆိုရင်ဒီ code ကိုထည့်မဲ့တကယ်ချင်းကလွဲလို့ဘူးမှဝင်လို့ရအောင်မဟုတ်ပါဘူးအဲ့ဒါရဲ့အောက်မှာရှိရဲ့ max player စီမှာပို့စောမဲ့လူရည်အတွက်ကိုပြောင်းလို့ရပါတယ်ကျွန်တော်က2ယောက်ထက်စောမှာမလို့2ယောက်ပဲထားရပါတယ်ဒီအောက်က collie sin ဆိုလားဘာဆိုလားကျွန်တော်လည်းမသိပါဘူးအောက်ကဟာကတော့မြင်းလေကောင်းလေးပါဒါကတော့ကိုမောင်းမဲ့ကွင်းပုံစံရေးရပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကြိုဝင်ပြီးတော့ဝင်မောင်းနေလိုက်ပါမယ်ကိုနဲ့ဆောင်းမဲ့ကိုရဲ့တင်ရချင်းဖုန်းကိုလည်းခုနတိုင်းပဲလှုပ်ခမ်းလိုက်ပါပြီးရင်ခဏဆောင်းလိုက်ရင်ကိုထောင်ထားတဲ့ room ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ join အောင်နှိပ်လိုက်ပါဒါဆိုရင်တော့ရပြီပေါ့နော်ပြီးတော့နောက်ထပ်ကျွန်တော်က private room နဲ့ဝင်ပြီးပြောပြပါမယ် private room ဆိုတာခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကိုထည့်ထားတဲ့ကိုကိုတီးရဲ့တင်ရချင်းကလွယ်လို့ကျန်တဲ့ဘယ်သူမှဝင်လို့မရတာပဲဖြစ်ပါတယ်ခုနလိုပဲပြန်လုပ်လိုက်မယ်ဒီ room key ဆိုတာလေးကိုဖွင့်ပေးရမှာပါပြီးရင်ကိုကြိုက်တဲ့ကဏ္ဍလေးကိုထည့်လိုက်ပါဒီမှာဆိုရင်ကျွန်တော်1 2 3 5ကိုထည့်ထားတယ်ခုနလိုပဲဝင်ထားလိုက်ပါတော့ဒီမှာဆိုရင်ကျွန်တော်တို့တစ်ခါတလေဒီလိုလေးပေါ်လာရပါတော့အဲ့ဒါတော့ line မကောင်းတာလား error တက်တာလားမသေးခွဲဘူးပေါ့နော် line ကောင်းရင်လည်းပေါ်ရင်ပေါ်တတ်ပါတယ်ခုနရှိစောမဲ့တကယ်ချင်းကိုကြတော့ဒီတောင်းက under key ဆိုတဲ့ဟာလေးကိုတင်ခိုင်းလိုက်ပါပြီးရင်ခုနကိုထည့်တာကိုလို့ရိုက်ထည့်ခိုင်းလိုက်ပါဒါဆိုရင်ရောက်ပြီပေါ့နော်ကိုဖုန်းမှာလည်းသူရောက်လာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင် start လုပ်ပြီးဆော့လို့ရပါပြီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲ like လုပ်ကြတတ်မယ်ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်သွားပေးကြဖို့တောင်းဆိုချင်ပါတယ်